IQ50 ကတော့ထက်ကိုကောင်းမဲ့ gaming phone မှာမရှိတော့ဘူးပေးလိုက်ရတဲ့ပတ်စံနဲ့ပြန်ရတဲ့ quality performance ကြောက်ဖို့ကောင်းလောက်တဲ့ Monster 5G တုံးထားတဲ့ material တွေ view quality design ဘိုင်းအစားလက်ဆွေးဆန်နေဘေးဘက်က aluminum frame ပေါ်မှာဘေးရင် cooling fan တစ်ခုကင်မရာဘန်အောင်နာမှာဘေးရင် cooling fan တစ်ခုဗျာအပေါ်ဘက်က aluminum frame ပေါ်မှာလည်း air tracker တွေပါတယ်ဗျာဘေးရင် cooling fan အပြင်တွေကို iStone air cooling system ကြီးမှာပါတယ် 6.85 inch ရှိရဲ့ Samsung M40 LTPO OLED ပန်နဲ့ SoC ဆိုလည်းအမြင့်ဆုံး Snapdragon 8 Elite Generation 5 Vivo ရဲ့ eSport level 2.3 chip ပါထည့်ပေးထားသေးရဲ့ Screen refresh rate ဆိုရင်လည်း 1448Z refresh rate ရပါတယ် local peak brightness အနေနဲ့ကလည်း8000နစ်ထိထွက်တယ် gaming phone ဖြစ်တဲ့အတွက်ကင်မရာဘိုင်းမှာဝိမယ်မထင်နဲ့ဘယ် brand ထုတ်ထားလဲဆိုတာတတိယလိုက် silicon carbon battery မျိုးစားကိုသုံးပေးထားပြီးတော့ 9400 mAh ပါတယ် 112W TT support ပေးတယ်ဗျာ mobile gaming တိုင်းကိုလည်းအမြင့်ဆုံး graphic အမြင့်ဆုံး frame rate ထားပြီးတော့စော့နိုင်မယ်ဗျာဘေးရင် cooling fan တွေ iStone air cooling system တွေလည်းပါလို့ processor တွေ performance ထုတ်ချိန်ကြရင်တောင်မှတာမယ် control အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ device က IQ50 Ultra is the best ပဲ mobile gaming experience တိုင်းကိုလည်း pro player တယောက် vibe မျိုးကိုပေးနိုင်တဲ့ Ultra Monster Premium flagship ကြီးဖြစ်တဲ့ IQ50 Ultra ပဲဖြစ်ပါတယ်ဒီကောင်းရဲ့ဈေးတန်းကအခွန်ဆောင်ပြီးသုံးမယ်ဆိုရင်340ပေါ်မှာဝယ်ယူရရှိပြီးတော့အခွန်မဆောင်မဲသုံးမယ်ဆိုရင်330ကျော်နဲ့ဝယ်ယူရရှိနိုင်ပါတယ်